ပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့တရားကြောင့်ကြေးရွာပေါ့နော်တရားကြောင့်ကြေးရွာဒါဘာဖះကြောင့်လဲနဲ့ စတိမတူမာရီယာမာရီယမန်ဖះကြောင့်ပေါ့နော် ပัญจเจมุตุมาริ ပัญจစရောမုတ္တမာရီကျောင်းကိုကျွန်တော်ရောက်နေတယ်သူတို့ပထမ line ပုတ်မှာတော့ကျွန်တော်တွေ့တာတော့ဒီစေးတုတ်တဲ့ကိစ္စတွေပဲတော့တွေ့တယ်သူများတွေတင်လာတာတွေ့တယ်ပေါ့နော်တွေ့တော့ဒီစေးတုတ်ဖို့ကိစ္စကိုတော့ကျွန်တော်တို့ဒီမလေးရှားနိုင်ငံက ตามลสังกง တမန်စံကောအဖွဲ့အစည်းက ဝနကွန် တမန်စံကောကနေပြီးတော့မှဒီစေးနဲ့ပတ်သက်ပြီးတော့အားလုံးသူတို့တာဝန်ယူလိုက်တယ်သူတို့ကျွန်တော်လူကိုင်းတဲ့လူကလည်းဒီစေးတုတ်မဲ့နေရာမှာပေါ့နော်အကြောင်းကြောင့်မျိုးမျိုးကြောင့်ကက်ခဲတဲ့နေရာကိုလှူပေးပါဆိုပြီးတော့မှစင်ကာပူနိုင်ငံကနေပြီးတော့မြန်မာလေးတို့ group အဖွဲ့ကနေပြီးတော့ပတ်သက်2သိန်းလူကိုင်းလိုက်တယ်ဆိုတော့ဒီစေးနဲ့ပတ်သက်ပြီးတော့ဒီငွေကိုသူတို့သုံးလို့မရတော့ဘူးဒါပေမဲ့သူတို့သုံးလို့ရတဲ့အရာဒီဘာမှလဲဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာကြွေပြားပေါ့နော်ကြွေပြားခင်းတဲ့နေရာမှာသုံးပါပေါ့နော် ကဲကြွေပြားတွေယူရင်းပျက်စီးနေတဲ့နေရာမှာအဲ့ဒီဟာကိုကျွန်တော်ပြုတ်ပြင်းနေဒီပတ်စံကိုထည့်ပြီးသုံးပေးပါ ထည့်ပြီးသုံးပေးမှာပေါ့နော် ဒါမှမဟုတ်ရင်အနန်းတို့ဘက်ကပဲအကုန်လုံးကြွေပြားခင်းဖို့အတွက်တာဝန်ယူပြီးလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ခံပေးပါပါ ကျေးဇူးအများကြီးတင်ကျွန်တော်အလုပ်ဒီမှာအချိန်ပေးမယ်ဆိုရင်ကျွန်တော်ဟိုဘက်မှာမိဘမဲ့ကေယာကြီး တယောက်ရှိတယ်ဟုတ်ပါတယ်ဆိုတော့ကလေးတွေအတွက်ကျွန်တော်အချိန် လုပ်နေရတယ်ကျွန်တော်တို့သိပါတယ် ဟုတ်ပြီးတော့တလမြို့နယ်ကကိုကလေးမိသားစုမှာ3သိန်းကျပ်လူတာတယ်ဆိုတော့စုစုပေါင်း3သိန်းပေါ့နော်3သိန်းကျပ်ကိုကျွန်တော်အနေတို့လက်ထက်ကိုပေးခဲ့မယ် ဟုတ်ပြီ အနေတို့ကနေဒီပြုပြင်နေတဲ့ကိုထည့်ဆိုတော့အဲ့ထဲမှာအနေတို့ငွေတွေပါတွေလိုအပ်တယ်ဆိုဒီဗီဒီယိုမှာတစ်ခါတည်းပြောတချို့ကတော့လှူခိုင်းရင်ကျွန်တော်လာလှူပေးမယ်ပေါ့နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကျွန်တော်တို့အဓိကကတော့ဖះเจ้าစောက်ဖို့ပေါ့အနေက ဟုတ်ကဲ့ဟုတ်ကဲ့ ဖះเจ้าစောက်မယ်ဆိုတော့နောက်ဒီဖះပွဲပြီးဒါနဲ့ကျွန်တော်4လပိုင်း6ရက်နေ့ပြီးတာနဲ့ဖះเจ้าစောက်ဖို့ကိုကျွန်တော်တို့ဥတည်သွားတော့မယ် ဥတည်သွားတော့မှာဟုတ်ကဲ့ အဲ့ချိန်မှာအလူရှင်တော့လိုအပ်တယ် ဟုတ်ကဲ့ နော်အဲ့ချိန်ကြလဲရအကိုတို့နော်အားလုံးဝိုင်းပြီးတော့လဲကျွန်တော်တို့ကိုပံပိုးပေးဖို့လဲကျွန်တော်တို့ကတော့စင်ကာပူနိုင်ငံမှာရှိတဲ့ဟာလားဘဒုမတူ ဟိုရတယ်သူတို့က group ဖွက်ထားတာသူတို့ group ကိုလည်းကျွန်တော် TikTok ပေါ်တင်ထားတယ် အဲ့ group ကိုလည်းကျွန်တော်တို့ဖိတ်ခေါ်တယ်တလက် အဲ့ဒီ စား လူရှင်ဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ် အားလုံးပေါ့ ကျွန်တော်တို့ ဒါကတော့ဒီဖះเจ้าကတော့ဒါကျွန်တော်တို့ဟိုးငငယ်တွေကကျောင်းပေါ့နော်ဒါကတော့ဒီရေကန်မှာဆိုအရင်တော့ကဒီသွနိုးတွေထွက်တာမလား ဟုတ်ကဲ့ကျွန်တော်တို့ပါနော်ဟုတ်တာ နှစ်ခုပြထွက်တာ ကျေမတူမာရီတာဆိုတာ တော်တော်လဲတကူကြီးတယ်ပေါ့နော်ပြီးတော့ဒီမှာလာဟိုကဗာလဲတို့တမပင်မှာနှုတ်ရေထွက်တာ မဟုတ်အနောက်မှာ ဟိုဘက်မှာနော်ဟိုဘက်မှာနှုတ်ရေထွက်တာတွေရှိတယ်ပေါ့နော်ဆိုတော့နာမည်လဲတကယ်ကြီးတဲ့ကျောင်းပါကျွန်တော်ငငယ်တုန်းကတော့ဒီကျောင်းကဒီပုံစံမဟုတ်ဘူးအခုလာကြည့်တယ်ပေါ့နော်ဒါတော့ Tunuru balanja kweli. Damana damana di. ဟုတ်တယ်ဟိုမှာဒါကျွန်တော်ဟိုငငယ်တိတိလေးတုန်းကလူကြီးတွေပြောတာပေါ့နော် 129 ခုံမောင်းထွက်တာနော် Kunga mona kunga puto lau kata. နှစ်ခုလုံးထွက်တာ 129နှစ်ရှိပါဘူး 129နှစ်ပေါ့နော်ဒါကျွန်တော်ငငယ်တွေကပါဒီကျောင်းကတော့လေကျွန်တော်လာသွားနေတာဒီမှာပဲသမင်းတွေပဲစားတယ်ဖះပွဲတွေပဲဆိုကျွန်တော်ဒီမှာရင်တော့ကဝိုင်းလုပ်တယ်ဆိုတော့ကျေးဇူးတင်ပါတယ်ပေါ့နော်အခုလိုမျိုးလာရတဲ့အချိန်ရတဲ့အတွက်လည်းကျေးဇူးတင်တယ်ရော့နေရ3သိန်းဒါတော့ကျွေပြားခင်းနေတဲ့ကိုထည့်လိုက်ပေါ့ ဟု နော် တ်ကဲ့လာလူပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်အားလုံးလောက်ကင်ကြံစီများလည်းအောင်မြင်ပါစေလို့ကျွန်တော်တို့ကနေပြီးတော့ဆုမကောင်းတောင်းပါတယ် နောက်လည်းဘုရားကျောင်းအတွက်လိုအပ်တဲ့နေရာမှာလှူပေးဖို့အတွက်လည်း နိုင်ပါတယ်လို့တော့ပြောပါတယ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါဦး